မနေ့က9ရက်ဒီည9ရက်နေ့ပြီးတော့မနေ့က6ရက်နေ့မှာကျွန်တော်ဇက်ကုံဖြတ်ရပါမယ်ဇက်ကုံဖြတ်ပြီးတဲ့အခါမှာအဲ6ရက်နေ့ဇက်ကုံမဖြတ်ခင်မှာကျွန်တော်ဒီပွဲတော်ဟာအာတုံခွန်ဆိုင်လောက်တာဖြစ်တဲ့အတွက်ပစ္စည်းတွေလည်းများပါတယ်များတဲ့အခါကျတော့ဒီပစ္စည်းတွေပြန်သိမ်းပြီးတော့မှနောက်ဆုံးဒီဇက်ကုံကိုဖြတ်ရတယ်ဖြတ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့6ရက်နေ့တရက်ဟာကျွန်တော်တို့အတွက်ကုန်သွားပါပြီ9ရက်နေ့မှာကျွန်တော်တို့ကားပေါ်ပစ္စည်းတင်နိုင်မှကျွန်တော်9ရက်နေ့ကိုကမယ်အင်းစိန်9ကန်တွေစက်ယုံစောက်ဖို့မိမှာဖြစ်ပါတယ်ကျွန်တော်တို့လုပ်ငန်းလေးနဲ့ကျွန်တော်တို့သွားနေတာပေါ့နော်ကျွန်တော်လုပ်ငန်းနဲ့ကျွန်တော်သွားနေတာဖြစ်တဲ့အတွက်ဒီဇက်ခုံဒီအကယ်၍မြန်မတိသေးသူတွေကဖြတ်သွားရဲဆိုအောင်စပူကွာဒီလောက်မေတ္တာရက်ခံထားတာကိုသဘောထားတီးလာဤလားလို့ဖြစ်လိုက်မယ်မင်းသားချင်းအမှုပညာတဲ့ချင်းစက်တပင်အဖွဲ့သူအဖွဲ့သားအချင်းပေါ့နော်ဆိုတော့အမှန်မှကျွန်တော်တို့နဲ့မဆိုင်ပဲနဲ့အလွတ်ကြီးပေါ့နော်ကျွန်တော်တို့စာမေးပွဲခေါ်စစ်လိုက်တလို့ပဲပေါ့ကိုဟာကိုနေပြီးတော့အလွတ်ကြီးဖြစ်သွားတာဒီအတွက်ကိုလည်းအကာယံဟလာဒီဇက်ယုံရဲ့အကာယံလက်ရှိစက်ခုံကလွဲလို့ဂျန်တဲ့လက်ရှိအနေအထားကျွန်တော်တို့ဒီ9ရက်နေ့ညအထိငါထားတာဖြစ်တဲ့အတွက်ဂျန်တဲ့ကိစ္စကျွန်တော်နဲ့မဆိုင်ပါဘူးဟလာနောက်တဲ့အစဉ်ပြေလို့ဒီဇက်ယုံအကာယံဒီငါထားတော့စောက်ထားတော့သူနဲ့အစဉ်ပြေလို့နောက်တဲ့10ရက်ကလည်းကျွန်တော်တို့ကိစ္စမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကိုယ်ပိုင်စက်ကုံလေးရတော့ဖြင့်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ထားတော့နေရာလေးမှာတွားရောက်ကပ်ပြမှာဖြစ်တဲ့အတွက်ဒီစိုက်ခုံလေးကိုတော့ကျွန်တော်တို့ကဖြတ်ပြီးတော့ကျွန်တော်တို့ကဖို့ဗျာကိုယ်ပိုင်ပစ္စည်းဗျာအဲ့ဒါလေးကိုတော့ကိုယ်ပိုင်ကိုတွားဆောက်ပြီးတော့တည်ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ကပုံမှန်လင်းပြောရရင်ကျွန်တော်တို့နေတာပါကျွန်တော် Facebook မှာလည်းဘယ်သူတွေတိုက်ခိုက်ဘယ်သူတွေပါပြောကျွန်တော်နဲ့ကျွန်တော်ညီလေးအောင်စဘူးညီတိတုံ့ပြန်မှုမှာဘာမှမလုပ်ပါဘူးချစ်တော်သူများလည်းကြီးစုတင်ပါတယ်မုန်းတော်သူများပေါ်လည်းမေတ္တာမဖြစ်ပါဘူးဒါပေမဲ့ဒီကိစ္စလေးကကြတော့မပြောလို့မဖြစ်ဘူးခင်ဗျာဘာလို့ဖွင့်ပြောရလဲဆိုကျွန်တော်တို့ဒီ attention ရှာတတ်တဲ့သူမျိုးတွေမဟုတ်တလို့ပွဲရှာတတ်တဲ့သူမျိုးတွေလည်းမဟုတ်တဲ့အတွက်ဒီကိစ္စဟာတကယ်တော့ဒီ live လွှင့်ပြီးတော့တောင်ပြောနေစရာမလိုပါဘူးဒါပေမဲ့ line ပေါ်မှာလည်းပွားထားနေတယ်နောက်ကြတော့ TikTok ပေါ်မှာလည်းအရန်စောင့်ကြည့်နေပြီလို့ပါလို့ပွားထားနေဖြစ်လို့ဒီလူတွေကိုလေးစားတော့အဖြစ်ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းစဉ်လေးကိုကျွန်တော်တို့ကရှင်းပြပေးတာဖြစ်ပါတယ်အစင်မပြေပါဘူးเนาะဘာလို့လဲဆိုတော့ကကြတော့ကျွန်တော်တို့ဒီ9ရက်10ရက်17ရက်မှာကာရမှာပါအင်းစိန်မှာကာရမှာပါကျွန်တော်ကြော်ညာတင်ထားတာတော့မှပဲ10ရက်နေ့စကားမယ်လို့ကြော်ညာတင်ခဲ့ပါတယ်ဒါပေမဲ့မမိပါဘူးကျွန်တော်တို့မှာ6ရက်နဲ့9ရက်2ရက်ပဲအချိန်ရတာဖြစ်တဲ့အတွက်10ရက်နေ့ကလို့ဒီဇက်ခုံကိုဖြတ်ပြီးတော့မှဟိုဘက်မှာသွားဆောက်တော့မမိတာဖြစ်တဲ့အတွက်ကျွန်တော်အင်းစိန်မှာ9ရက်10ရက်17ရက်3ရက်ပဲကားမှာဖြစ်ပါတယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့12ရက်နေ့ညမှာကျွန်တော်တို့လင်းစီးပြီးတော့ကျွန်တော်တို့ဒိုင်းနိုင်ငံကချနာပူရီမှာဆက်ကားမှာဖြစ်ပါတယ်အဲ့တော့ဗျာကျွန်တော်ပြောချင်တာကကျွန်တော်တို့ကိုအောင်စပူရဲ့သဘောထားကြီးချင်းမကြီးချင်းကိုစောင့်ကြည့်နေတယ်ဆိုတဲ့သူများကိုလည်းအထူးကကျွန်တော်တလေးတစားနဲ့ဒီ live လေးလွှင့်ပြီးပြောပြပေးတာပါဘာဖြစ်လို့လဲဆိုတော့ဒီလို live လွှင့်ပြီးတော့ကြီးကျွန်တော်ပြောမိချင်းဟာလေတစ်ဖက်ကကျွန်တော်တို့ဖုန်းဆက်ပြီးမေးလို့ရတယ်ဗျာမင်းတို့ပွဲကူးရှိလားနော်ပွဲကူးရှိလားအေးပွဲကူးရှိရင်တော့ထားလိုက်တော့ကွာပွဲကူးမရှိရင်တော့
ငါတို့ဒီလိုလေးပြီးကားပါလားဆိုတဲ့အချိန်မှာကျွန်တော်တို့ဟာခင်ဗျားကဘာလို့ပြီးကားရမှာလဲလို့ပြောရင်ကျွန်တော်တို့လွန်ပါတယ်ကျွန်တော်တို့အကျင့်ရုပ်တွေပေါ့ဗျာလက်သင်ခံပါတယ်ကျွန်တော်အဲ့ဒါကိစ္စသို့ပေမဲ့ဒီလိုမသွားတဲ့လမ်းကြောင်းပေါ်မှာလိုင်းပေါ်မှာဒီလိုဖြစ်သွားတဲ့လမ်းကြောင်းပေါ်မှာတော့ကျွန်တော်လည်းဒီလိုလေးပြန်ပြီးတော့နားလေအောင်ရှင်းပြမှသာလျင်အားလုံးတွေအဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဝိရှာပြီးတော့ဟလာလုတ်တဲ့သူစားမျိုးကြီးလည်းမဟုတ်ပါဘူးဗျာနော်ကျွန်တော်တို့အေးအေးလေးပဲနေပါစေကျွန်တော်တို့အေးအေးချမ်းချမ်းလေးပဲကိုယ်ဆက်လေးအောင်မြင်တိုးတက်ဖို့နဲ့ကိုယ်ဆက်ကလေးအစဉ်ပြေပြေနဲ့မိသားစုတွေကိုအားပေးတဲ့မိသားစုတွေကိုတောင်မှပဲကိုယ့်ရဲ့မိသားစုတွေကိုအားပေးနေတဲ့ပြည်သက်တွေတောင်မှပဲအဆအရအစဉ်ပြေအောင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူးဖြာရီဆိုလို့ရှိရင်လည်းသူတို့လိုအပ်တဲ့အနေအထားလေးတွေလိုအပ်တဲ့နေရာလေးတွေမှာကျွန်တော်တို့သူတို့စိတ်ကြည်နှက်လောက်တဲ့အထိလူအားလုံးစိတ်ကြည်နှက်လောက်တဲ့အထိကျွန်တော်တို့မစွမ်းဆောင်နိုင်ခဲ့သေးပါဘူးဗျာအဲ့တော့ခြံတဲ့သူဒီကိစ္စတွေကိုတော့ကျွန်တော်တို့ဘလို့မှထပ်ပြီးတော့မဖြည့်စည်းပေးနိုင်သေးတာကိုလည်းနားလည်ပြီးပါဘဒုဖန်ဖြစ်ချစ်ပါတယ်ကျွန်တော်တို့ဘလို့ပဲတိုက်ခိုက်ချစ်ပါတယ်ကျွန်တော်တို့ဘာမှမတုံ့ပြန်ပါဘူးကျွန်တော်တို့ရဲ့ညင်းဆောင်တာဇက်ခုံလေးလေညင်းဆောင်တာပေါ့ဗျာဟုတ်တယ်မလားဒါပေမဲ့အေးဆေးပါကျွန်တော်တို့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမဖြစ်ဘူးကျွန်တော်လုပ်เสียရှိရလုပ်ပါတယ်ကျွန်တော်တို့ဒီနေ့ညအောင်မြင်နဲ့ကပြပြီးလို့ရှိရင်ဘကိုးရွှေမော်တော်ဘုရားပွဲတော်ကြီးနဲ့အတူဘကိုးမျိုးရဲ့ပြည်သက်ကြီးတွေရဝေးလက်နီးကနေပြီးတော့လာကြီးတဲ့ပြည်သက်ကြီးတွေကိုကျွန်တော်တို့ရဲ့အမှုပညာလေးကိုချပြပြီးတော့မင်းသားလေးရဲ့တမိုင်းတဲ့ရေးထိုးခွင့်ရခဲ့ပါပြီအဲ့ဟာအဲ့လိုရေးထိုးခွင့်ရအောင်လဲအားပေးဝန်းရံခဲ့တဲ့ပရိသတ်တွေစားရကူညီခဲ့သောသူများအားလုံးတူတယောက်ချင်းမကြံကျေးဇူးတင်ပါတယ်ကျွန်တော်တို့10ရက်တိုင်ကျွန်တော်တို့ရဲ့ယုံကြည်မှုအပြည့်နဲ့ကခဲ့တဲ့ဒီပွဲတော်ကြီးပရိသတ်ရဲ့ဝန်းရံမှုကြောင့်အောင်မြင်ခဲ့ပါတယ်အဲ့ဒီအတွက်ကိုလည်းပရိသတ်ကိုတက်ဆင့်ပြီးတော့ယေရှုတင်နေဆိုတဲ့အကြောင်းကိုတက်ပြောပြခြင်းပါတယ်ယေရှုတင်တဲ့စကားတဲ့ပို့တဲ့အရာကိုလည်းရှိရင်လည်းကျွန်တော်တို့ထပ်ပြီးတော့ယေရှုတင်တဲ့စကားကိုထပ်ပြောခြင်းပါတယ်ခင်ဗျာမပြောလို့လဲဆိုတော့ကျွန်တော်တို့ဒါကလည်းဇက်သက်ရဲ့တမိုင်းဇက်သက်ရဲ့မင်းသားလေးတယောက်ရဲ့အမှုပညာတမိုင်းရဲ့မှတ်ကြောက်တစ်ခုစာမေးပွဲတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ဘာကျွန်တော်တို့ချပြခဲ့ပါတယ်အခုဒီကိစ္စမှာလည်းကျွန်တော်တို့တင်းနဲ့အတူအဓိကခေါင်းစည်းဟာအောင်စပူဖြစ်တဲ့အတွက်မင်းသားလေးကနေပြီးတော့ဘာစိတ်မှမရှိပါဘူးငါလို့အစင်မပြေတဲ့အတွက်ကြောင့်သာလျင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့စက်ယူရင်ကျွန်တော်တို့ဖြတ်ပြီးတော့ရွှေ့ရမှာဖြစ်ပါတယ်မဟုတ်ရင်ကျွန်တော်တို့ကိုရင်းနီကမဲ့ကျွန်တော်တို့ကိုယ်ပိုင်ပွဲလေးဖြတ်တောင်ပေးရမယ့်သဘောဖြစ်နေပါတယ်အဲ့လိုလေးဖြစ်နေတဲ့အတွက်ကျွန်တော်တို့စောင့်ကြည့်နေပါတယ်ဆိုတော့အကိုတွေအမတွေညီတွေညီမလေးတွေနော်နားလေအောင်လေးကျွန်တော်ပြောပြပေးတာပါကျေးဇူးလည်းတင်ပါတယ်နောက်တစ်ချက်